တာပေါင်းသူတော်ကောင်းတို့သေကနီးမှာအသေးဖြောင့်ဖို့တီတီငြိမ်ငြိမ်ဖြစ်ဖို့မကြောက်မလန့်သေရဖို့ဆိုတာဟာတော်တော်မလွယ်တဲ့ကိစ္စလို့ဦးဇင်းထင်တယ်ဟုတ်လားဒီနေရာမှာကိုယ်တိုင်သေတဲ့အခါမှာတီတီငြိမ်ငြိမ်ဖြစ်ဖို့ဆိုတာထက်သူများသေတဲ့အချိန်မှာတောင်တီတီငြိမ်ငြိမ်တရားဓမ္မတို့ဦးဇင်းတို့ကဖြစ်တာမဟုတ်နော်ဆိုကြပါစို့တီတီငြိမ်ငြိမ်ဖြစ်ချင်းမဖြစ်ချင်းဆိုတာကအဲ့ဒီသေဆုံးသွားတဲ့တတ္တဝါအဲ့ဒီပျက်စီးသွားတဲ့အရာပေါ်မှာကိုဘလောက်မျက်နှိုးသလဲမမျက်နှိုးသလဲဆိုတာပေါ်မှာမူတည်တယ်ကိုမမျက်နှိုးတဲ့အရာတွေကိုစိတ်ထဲမှာရှိတယ်လို့တောင်အမှတ်မရှိတဲ့အရာတွေကတော့သူပျက်စီးခြင်းနဲ့ပျက်စီးတယ်ဒါကတော့သိတည်ငြိမ်တာပေါ့ဘာမှမဖြစ်ဘူးဟုတ်တယ်မဟုတ်လားခုကမ္ဘာလောကကြီးမှာနေတိုင်းသိနေကြတာပဲလေဘာဖြစ်တော့ဘာမှမဖြစ်ပါဘူးသူသိနေတာပဲလေကိုယ်နဲ့မှဘာမှမဆိုင်တာဘူးကိုယ်စိတ်ထဲမှာမျက်နှိုးမှုမှမရှိတာဘူးကဲကိုသွေးကိုသားတွေကဖြစ်ကြည့်ပါလားဖြစ်သွားပြီတော့အဖြေကတော်တော်ကြီးကိုကွာခြားသွားပြီနော်ကိုသွေးကိုသားတွေကဖြစ်နေတော်တော်ကွာခြားသွားပြီဟုတ်လားကဲကိုယ်တိုင်ဖြစ်ကြည့်ပါလားအဲ့ဒါဆိုရင်ပိုလို့တောင်ကွာခြားသွားပြန်ပြီဟုတ်ရဲ့လားအဲ့တော့သေဂာနီးမှာတုံလှုပ်တယ်မတုံလှုပ်ဘူးဆိုတာအဲ့ဒီသေတဲ့အရာရဲ့အပေါ်မှာကိုဘလောက်ဆွဲလန်းထားသလဲဆိုတာပေါ်မှာမူတည်တယ်အဲ့တော့ကိုသွေးကိုသားကိုနဲ့သက်ဆိုင်တဲ့ပုံကိုယ်တွေသေဆုံးတဲ့အခါမျိုးမှာကိုဘလောက်တုံလှုပ်တယ်လဲအဲ့ဒါလို့ဆိုရင်ကိုယ်တိုင်သေရတော့မဲ့အခါမျိုးမှာဆိုရင်ဘလို့နေမလဲကိုသွေးကိုသားပေါ်မှာချစ်တယ်ဆိုတာတဲ့ကိုချစ်တယ်ဆိုတာကအစမတန်မကြည့်ဘူးလားအေးခက်တာကဒကာသမားတို့ဦးဇင်းတို့ဆရာတော်တစ်ပါးပြောတာကိုဦးဇင်းကအမှတ်ရတယ်လူတွေဟာတဲ့သူများသေတာကိုတောင်သိကြည်ရတာမဟုတ်ဘူးကြောက်နေတာတဲ့သူများသေတာတောင်မကြည်ရဘူးကြောက်တယ်ဆိုရင်ကိုယ်တိုင်သေရမယ်ဆိုရင်အဲ့လူတွေဘလို့များနေမလဲမသိဘူးတဲ့ဒါတော်တော်စဉ်းစားတရားကောင်းတယ်လို့ဦးဇင်းကထင်တယ်ဟုတ်လားဒကာကြီးတို့မကြီးများစဉ်းစားတော့ဒါလွယ်လွယ်လေးပြောတာမဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုပဲသေကိုချစ်တဲ့လူတွေကဘယ်သူပဲသေဘယ်လိုအရာတွေပဲသေစိတ်ထဲမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားဘာဖြစ်လို့လိုတယ်လဲရှောင်လွဲလို့မရမယ့်အရာတွေဖြစ်လို့ပဲဟုတ်ရဲ့လား